ဒါစပလီရဲ့ကြီးရဲ့ကျွတ်ပြူရဲ့ကျွတ်နီရဲ့ငရုတ်ကြီးရဲ့ရောထောင်းထားတာပါဒါဘူးဒီလေးတုံးပြီးတော့အပိနဲ့စားနဲ့ရောပြီးတော့လုံထားတာပါချက်သားနဲ့ငရုတ်ကြီးစီကြတာကိုအပိနဲ့ပြန်ရောတာပါချက်သားဘူးဒီဟင်းတစ်ခွက်ရပါပြီ